မင်္ဂလာပါရှင်။သစီုံပေါ့နော်။ခရမ်းဆွဲတီးလေးကိုဗမာဝဲလဲကျိုးလေးနဲ့မိထားလို့ပေါ့နော်။အဲ့ဒါသစီနဲ့လာပြောပြပေးတာပါရှင်။ဘယ်ရောက်ဝဲလဲဆိုတော့ဇွဲထက်ကဝဲတာပါရှင်။မပပဝင်းရင်ဆွေဆိုင်ကဝဲတာပါရှင်။ဖွင့်ပြပေးမယ်နော်ကိုတဲလေးတို့ဇွဲထက်ဘောက်ရှာနဲ့နော်ကိုတဲလေးတို့ဘောက်ရှာနဲ့ပါတယ်ဒါသူ့ရဲ့ဘောက်ရှာဇွဲထက်ရွှေဝယ်မယ်ဆိုရင်ဇွဲထက်ရွှေပေါရှာနဲ့ရတာပေါ့နော်တိတ်တော့မပြတော့ဘူးပေါရှာနဲ့ရွက်ပေါ့နော်ဇွဲတီးနဲ့ကျိုးနဲ့ပေါ့နော်ဒီမှာပေါရှာဇွဲထက်ရွှေစုဇွဲထက်ပေါရှာရပါတယ်ရှင်ကဲဖွင့်ပြပေးမယ်နော်စီပန်ပြပေးမယ်နော်ကဲတဲတို့ရေဒါလေးကခရမ်းဆွဲတီးလေးနဲ့ရေလိုက်ကျိုးလေးနဲ့ပေါ့နော်အရန်လာတယ်တူလားအရန်ကြိုက်တဲ့ဒီဇင်လေးမျိုးကြည့်ဝလိုက်ရင်ထထဲလေးနဲ့ကွာလက်ပြီးမှကွာအဲ့လိုမျိုးလေးခရမ်းရအောင်ဆွဲတီးလေးနဲ့အရန်လာတယ်ပေါ့နော်ကဲဒါကဇွဲချက်ရွှေပေါ့နော်ဒီရေလိုက်ကျိုးနဲ့ဒီခရမ်းဆွဲတီးလေးနဲ့ပေါ့နော်ဒါလေးကတော့သူ့ပေါက်ချပေါ့နော်ဇွဲထက်ဆွေဝယ်ရဲ့ဇွဲထွက်ပေါချာရတယ်ပေါ့နော်ကဲအရန်ကြိုက်ပါတယ်လို့နော်ကြည်လိုက်ဝင်လိုက်အရန်ကိုထဲသွားတယ်ကွာမျိုးအရန်ကြိုက်ပါတယ်ရှင်ကဲဒီဇင်ကနောက်တကုံပြဖို့ရှိတယ်ဒီဇင်ကနှစ်ကုံဝယ်ထားတယ်ပေါ့နော်ဒီတကြိုးကဇွဲထဲကျိုးနောက်တကြိုးကြတော့မမပပဝင်ဆိုင်ကကြိုးပဲပေါ့နော်ကဲဒါလေးကပန်းပွင့်လေးကိုမှဒီလိုမျိုးလေးပန်းပွင့်လေးကိုမှဘောလုံးကျိုးလေးနဲ့ကွယ်အရန်လာဒါလေးဝတ်ပြပေးမယ်နော်ခဏလေးစောက်ပေးပါရှင်ကဲတဲတို့ရေတူလေးကတော့ဘောလုံးကျိုးလေးကိုမှနော်မပန်းပွင့်လေးနဲ့ဒီမှာတွဲလောင်းလေးနဲ့အရန်လာတယ်ဒါလေးလေဒါစအရန်ကြိုက်တယ်ဒါလေးလေနော်ဒါလေးကလည်းမပပဝင်ဆွေဆိုင်ရပဲဝယ်တာပါရှင်ဒါလေးလည်းအရန်လာတယ်ကွာဝတ်လိုက်ရင်လည်းအချစ်စရာလေးပဲထထဲလေးနဲ့မိတ်ကလေးဆိုတော့ပန်းပွင့်လေးနဲ့ဆိုအရန်ကိုလာတာပေါ့နော်ဒဇင်ကလည်းကြိုက်တယ်ကဲတဲတို့ရေမပပဝင်းဆွေးဆိုင်မှာဝယ်စီနဲ့တဲလေးတို့ကပေါ့နော်မပဝင်းဆွေးဆိုင်ကမဲဆောက်မှာဖြစ်သွားပါပြီရှင်အရင်ကတော့စမှုပကံမှာရှိပါတယ်အခုကမဲဆောက်မှာဆွေးဆိုင်တရဝင်ဖွေးဖို့ဆိုပြီးပြောင်းသွားပါတယ်ရှင်တကယ်လို့ရွှေမာယူချင်တယ်ဆိုရင်မပပဝင်းဆွေးဆိုင်မှာမာလို့ရပါတယ်ရှင်အရင်ကထက်တော့မမြန်တော့ဘူးပေါ့နော်နည်းနည်းတော့အချိန်ကြာမယ်တကယ်လို့စောင့်နိုင်တယ်ဆိုရင်တော့